လူတယောက်ကိုမင်းကညင်းပယ်ပြီးလောင်းဖြောင်းလိုက်တဲ့အခါသူ့စီကနေမတူညီတဲ့လူနှမျိုးမွေးဖွာလာနိုင်တယ်တယောက်ကတေးတိမ်ပြီးပျောက်ကွယ်သွားမယ်ဒါပေမဲ့နောက်တစ်ယောက်ကတော့အန်ဒီရဲ့အများဆုံးသူဖြစ်လာလိမ့်မယ်အလက်ဇန်ဒါပြောခဲ့တယ်လို့ပဲမင်းမထိန်ချုံနိုင်တဲ့ရန်သူကိုဘယ်တော့မှဖန်တီးမယူပါနဲ့ဒဏ်ရာရသွားတဲ့သူတိုင်းဟာကျိုးပဲ့သွားတာမဟုတ်ဘူးသူတို့ဟာပြန်လဲပုံသွင်းခံရတာအရှာခွဲခံရမှုကပျော့ညံ့မှုကိုတတ်ထစ်တယ်နာကျင်မှုကအကြောက်တရားကိုတတ်ထစ်တယ်အကြောက်တရားတည်ဆုံးသွားတဲ့အခါစွမ်းအားဆိုတာမွေးဖွာလာတယ်အဲ့ဒီနောက်မှာသူဟာရှင်းပြနေတာတွေကိုရက်လိုက်မယ်အတိအမှတ်ခံခြင်းစိတ်ကိုဆုံးလွတ်လိုက်မယ်သူ့ဒဏ်ရာတွေကသွေးထွက်ရက်သွားပြီးသူ့ကိုစတင်ပုံသွင်းလာလိမ့်မယ်သူပြန်လဲနိုးထားတဲ့အခါကြဲကြဲလောင်းလောင်းနဲ့ပြန်လာမှာမဟုတ်ဘူးပိုပြီးအေးဆက်ထက်မြက်တဲ့ပုံစံနဲ့ပြန်လာလိမ့်မယ်ဘာလို့လဲဆိုတော့အန်ဒီရဲ့အများဆုံးလူတွေဟာမွေးရပါရက်ဆက်လာတာမဟုတ်ဘူးမလေးမစားလုတ်ခံရမှုတွေကနေဖန်တီးပေးလိုက်တာပဲဒီအမှန်တရားကိုမင်းမြင်တယ်ဆိုရင် IC လို့ comment ပေးခဲ့ပါကြိုက်နေတဲ့ဆို comment like share နဲ့ favorite လုပ်ခဲ့ဖို့မမေ့ပါနဲ့